ကဗျာအကြောင်းနဲ့ရှေးမက်ဆေနီပြောတာကကဗျာတစ်ပုဒ်ဖန်တီးရမှာ technique နဲ့ craft ဆိုပြီးရှိတယ်။အဲ့ဒီနှစ်ခုဟာမတူဘူး craft ကသူများကဗျာတွေကြည့်ပြီးအတူခိုးနိုင်တယ်လေ့လာနိုင်တယ်ရှင်းအောင်ပြောရရင်စကေးပေါ့လက်ရာပေါ့ကဗျာဆရာကြီးတယောက်ရဲ့ craft နဲ့ကဗျာလက်တင်တယောက်ရဲ့ craft ဟာမတူဘူးပေါ့ဒါကအတွေ့အကြုံနဲ့ဆိုင်တယ်ရေငင်တာနဲ့ဥပမာပေးရင်ပုံးကိုရေတွင်းနဲ့ချပြီးငင်ယူပုံအဆင့်ဆင့်ပေါ့ technique ကြတော့အဲ့လိုမဟုတ်ဘူးရေကိုပြုတ်လုတာရေကိုဖန်တီးတာဖြစ်သွားပြီperception သိမှု voice အသံ thought အတွေးဒါတွေကိုပေါင်းပြီးရေဖြစ်အောင်ကြပြဖြစ်အောင်ပြုလုပ်တာပုံမှန်သိစိတ်ကနေတွေ့ဖယ်ပြီးဘာသာစကားအဖြစ်ပြောဖို့ခက်ခဲတဲ့အရာကိုပြောရတာတင်းချိုင်းတူးသူလိုတူးရတာရင်ကိုသမားလိုငုတ်ရှိုးရတာတနည်းအားဖြင့်မှတ်ဉဏ်အတွေ့အကြုံနဲ့ကြံစည်မှုတွေကြားလူလာခောက်ပြန်နေတဲ့ခံစားချက်တွေရဲ့မူလအစကိုရှာဖွေရတာတိဆောက်ရတာလှုပ်ရှားယုံကြွနေတဲ့ creative process ကြီးတစ်ခုလုံးပဲဒါကြောင့် technique ကတော့သူများစီကလွယ်လွယ်မရနိုင်ဘူးကိုယ့်ဟာကိုယ်တိဆောက်ယူရတယ်ဒါဘဝမှာဘယ်လိုရက်မလဲဘယ်ဘက်ကရက်မလဲနဲ့လည်းဆိုင်တယ်လို့ကိုယ့်ရဲ့ကိုယ်ပိုင်အရှိတရားကိုအတိပ္ပယ်ဖွင့်ဆိုတာလည်းဖြစ်တယ်ဒီသဘောတွေအားလုံးကိုကြပြတဲ့ဘုတ်အဖြစ်ဖန်တီးလိုက်တာဖြစ်တယ်ဒါကြောင့်များသောအားဖြင့် craft မှာအောင်မြင်ပေမဲ့ကြပြဆရာတွေဟာ technique မှာကြာဆုံးကြတယ် craft ဟာအရေးမပါတာတော့လည်းမဟုတ်ဘူးရေကိုတွေးတဲ့အခါငင်တက်ဖို့လည်းလိုသေးတာ哦ကြပြတွေတစ်ပုတ်နဲ့တစ်ပုတ်ဆင်တယ်ခိုးချတယ်ဆိုတာအဲ့ဒီ craft ပဲလက်ရချင်းဆင်တာတူပါတာဖြစ်တတ်တယ်ကြပြကောင်းတစ်ပုတ်ကိုတော့များသောအားဖြင့် technique ကဆုံးဖြတ်ပေးလိမ့်မယ်အောင်ခင်မြင့်